UGBS မဟုတ်တဲ့ Smart ခြေရာခံစနစ်ဒါလေးကိုကျွန်တော်တို့တူတူအထက်မှာဗာလေးပါမယ်ဘယ်လိုပုံစံမျိုးလေးလဲဆိုတာကိုကြည့်လိုက်ရအောင်နော်အဲ့ဒီမှာအထက်မှာဆိုလို့ရှိရင်သူရဲ့ set ကလေးပါတယ် set ကလေးကတူတူလေးနော်တူတူလေးဆိုတော့ကျွန်တော်တို့အဲ့ဆိုတော့ကျွန်တော်ကြိုက်တဲ့နေရာမှာထည့်ပေးလိုက်လို့ရတယ်ပြီးရင် set ကလေးကို cover ခွာတဲ့ဟာလေးပါမယ်ပေါ့နော်ပြီးတော့ဆိုလို့ရှိရင်ဒီမှာဒီ manual ဆောက်လေးပါmanual ဆောက်ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဘယ်လိုချိတ်ဆက်တယ်တို့နောက်လို့ရှိရင်တစ်ခဲဘယ်လိုလဲဆိုတာတို့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနေ့အဲ့ဒါကြီးပြောပြပေးပါမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ set ကလေးကိုကျွန်တော်တို့ဖုန်းနဲ့ဘယ်လိုချိန်မလဲဆိုတာလေးကြည့်လိုက်အောင်သူကဖုန်းမှာ Android ဖုန်းနဲ့ရတယ်ဆိုပေမဲ့သူကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ stable လုံးနေဆိုတော့မရဘူးပေါ့နော် global လုံးနေမှာရမှာအရင်ဆုံးကျွန်တော်တို့ Bluetooth ဖွင့်လိုက်မယ် Wi-Fi ဖွင့်လိုက်မယ်နှစ်ခုဖွင့်လိုက်ပြီပေါ့နော်ဖွင့်လိုက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီမှာပါတဲ့ဒီအတန်လေးကိုဒီမှာပါတဲ့အတန်လေးပေါ့နော်အတန်လေးကိုဆွဲထုတ်လိုက်ဆက်လေးကအတန်မြည်လာပြီးပါဝါပွင့်သွားပြီဆိုတော့ဒီလိုမျိုး connect လုပ်လို့ရတယ်ဆိုတဲ့ဟာလေးပေါ်လာမယ်ဒါလေးကိုကျွန်တော် connect လုပ်လိုက်မယ်ဒီကောင် connect ဖြစ်သွားပြီဆိုတော့သူကဒီဟာကိုသုံးမှန်ဆိုလို့ရှိရင်ပေါ့နော်ဒီစီမင်းစည်းကမ်းတွေကိုလိုက်နာပါလားဆိုပြီးတော့ကိုကထုတ်ထားတဲ့ဟာပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကလုပ်လိုက်တယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါသူ Fine Hack ဆိုတဲ့ software တွေကိုသွားပြီးတော့ထည့်နေပြီပေါ့နော်အဲ့တော့ Fine Hack ကတော့ဖုန်းတော်တော်များမှာပေါ့နော် global မှာတော့ပါတတ်တယ်မပါဘူးဆိုလို့ရှိရင်လည်းကိုယ့်ကို software ထောင်းထားမှာအဲ့တော့ပြီးသွားပြီဆိုလို့ကျွန်တော်ဒီမှာ open app ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်လက်ထဲမှာကင်ထားတဲ့တက်ကလေးကိုချိတ်ပြီးသွားပြီဖြစ်တယ်အခုကတော့ချိတ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်အပိုင်းမှာဒီမှာရှိတဲ့ခလုတ်ကလေးတွေရဲ့အလုပ်လုပ်ပုံကိုပြပြပေးမှာဖြစ်ပါတယ်